ဂိမ်းစားတာကိုအိမ်ရလူတွေကအချိန်ဖြုံးနေတယ်လို့ပြောနေကြတာမလားဒါပေမဲ့သူတို့မသိတာဒီနေ့ gaming industry ရဲ့ network ဟာ film နဲ့ music industry နှစ်ခုပေါင်းတဲ့နှစ်ဆနီးပါးကြီးမားနေပြီဆိုတာပဲဒါဆိုရင်ဒီ gaming industry မှာကိုယ်တိုင် game တွေဖန်တီးပြီးတော့ career အဖြစ်နဲ့ရက်တီကိုပြင်ဆင်နေတဲ့သူတွေအတွက်နေရာတစ်ခုရှိရဆိုရင်စိတ်ဝင်စားမလားယခုနှစ်စစ်တမ်းများအရကမ္ဘာ gaming industry ရဲ့တန်ဖိုးဟာဒေါ်လာ200 ဘီလီယံကျော်တန်ဖိုးရှိပြီးတော့ Southeast Asia တစ်ခုထဲမှာတင် gamer ပေါင်းတန်း400ကျော်ရှိပါတယ်market size ကလည်းတစ်နှစ်ထက်တစ်နှစ်အစပေါင်းများစွာကြီးထွားလာနေတဲ့အတွက်ကြောင့်မလို့ဒါက trend တစ်ခုမဟုတ်တော့ဘဲနဲ့ industry တစ်ခုဟာ mature ဖြစ်နေပြီဆိုတဲ့သက်သေပါပဲဒါပေမဲ့ဒီ industry တွေကိုဝင်နိုင်ဖို့ကျောင်းတက်လို့ရတဲ့နေရာတော့လူအများစုကမသိကြသေးပါဘူးKMUTT Kim Mongkut University of Technology Thonburi မှာဆိုရင် DDCT program လို့ခေါ်တဲ့ course တစ်ခုရှိပါတယ် Digital Design နဲ့ Creative Technology ကိုသင်ကြားပေးတဲ့ program တစ်ခုပဲဖြစ်ပါတယ်ဒီ program ကတာမန် University course တစ်ခုသက်သက်ပဲမဟုတ်ပါဘူး DDCT program ဆိုရင်တော့ Digital Institute of Technology USA နဲ့တရားဝင်ပူးပေါင်းဖွင့်လှစ်ထားတဲ့ program တစ်ခုပဲဖြစ်ပါတယ်Digipen ဆိုတာကတော့ကမ္ဘာပေါ်မှာ game development အတွက် top rank school တစ်ခုဖြစ်ပြီးတော့အခုဆိုရင် Digipen graduate တွေကကမ္ဘာနာမည်ကြီး gaming company တွေဖြစ်တဲ့ Nintendo တို့ Valve တို့မှာအလုပ်လုပ်နေကြပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထိုင်းမှာပညာသင်ကြားနေရင် US curriculum ကိုသင်ကြားခွင့်ရမယ်အခွင့်အရေးပဲဖြစ်ပါတယ်။တချို့ university မှာ class size ကြီးကြီးမားမားနဲ့ကျောင်းသား100ကျော်လောက်ကို professor တစ်ယောက်ထဲကနေပြီးတော့သင်ပေးနေတာမျိုးတွေ့ဘူးပါလိမ့်မယ်။ဒါပေမဲ့ DDCT မှာတော့ဒီလိုမျိုးမဟုတ်ပါဘူး။ class size က compact ဖြစ်တယ်။ကျောင်းသားတစ်ယောက်ချင်းစီအတွက် attention အပြည့်ပေးနိုင်တဲ့ environment မျိုး professor တွေနဲ့တကယ် interact လုပ်နိုင်တဲ့ setting မျိုးပဲဖြစ်ပါတယ်။ real project based learning ဖြစ်တဲ့အတွက်ကြောင့်မလို့ theory ပဲမဟုတ်ပဲလက်တွေ့ဆောင်ရွက်ရတဲ့သင်ကြားမှုပုံစံမျိုးကိုဦးစားပေးသင်ကြားပေးပါတယ်။ကျောင်းတက်တာတော့ဟုတ်ပါပြီ။ကျောင်းပြီးသွားရင်ရောဘာဆက်ဖြစ်မှာလဲ။ DDCT program ကကျောင်းသားတွေကို industry connection တွေ career opportunity တွေတကယ်ပေးနိုင်တဲ့ program တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းဘက်ကနေ job offer လုပ်ပေးနိုင်တဲ့ network တွေရှိပါတယ်။ 3D artist, game developer, simulation engineer, interactive media designer စတဲ့ career paths တွေကတော့ DDCT ကနေပြီးတော့ဖြစ်လာနိုင်တဲ့ career လမ်းကြောင်းတွေပဲဖြစ်ပါတယ်။တကယ်လို့ဒီ program ကိုစိတ်ဝင်စားတယ် scholarship ရှိလားကျောင်းဘယ်လိုရှောက်အောင်လဲကျောင်းလာကရောဘယ်လောက်ကုန်လဲစသဖြင့်အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ Thomas Diary page လေးမှာ message ပို့ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုပဲသင်ရဲ့အိမ်မက်တွေကိုစတင်အကောင့်ထဲဖော်လိုက်တော့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ